တခါတော့ငါကဲကဲလို့ခေါ်တဲ့ကောင်မလေးတယောက်ရှိတယ်ကဲကဲကရုပ်တွေနဲ့ဆော့ရတာပုံဆွဲရတာစာဖတ်ရတာတွေကိုအရန်ကြိုက်ပေမဲ့တခုမကြိုက်တာကတော့သူ့ခန်းကိုတန်ရှင်းလုပ်ရတာပါသူ့ခန်းထဲမှာအရုပ်တွေစာအုပ်တွေကဟိုတအုပ်ဒီတအုပ်သူ့အင်ဂျီတွေကဟိုတပုံဒီတပုံနဲ့အမြဲတမ်းရှုပ်ပွားနေပါတယ်တနေ့မှာတော့ကဲကဲအကြိုက်ဆုံးဖြစ်တဲ့အားရောက်ဖဲပြားလေးနဲ့ရုံရုံကလေးပြောက်သွားပါတော့တယ်ကဲကဲတယောက်အသေးတန်လိုက်ရှာပေမဲ့သူ့ခန်းကရှုပ်ပွားနေတော့ဘယ်လိုမှရှာမတွေ့နိုင်ခဲ့ပါဘူးကဲကဲအရန်ကိုဝမ်းနေပြီးငိုလာတော့တယ်အဲ့ဒီအချိန်မှာကဲကဲအမေရောက်လာပြီးသမီးခန်းကတတ်ရဲရဲရှိနေရင်ပျောက်သွားတဲ့ပစ္စည်းတွေကိုအလွယ်တကူရှာတွေ့နိုင်မှာပေါ့လို့ပြောလိုက်တယ်ကဲကဲလည်းသူ့ရုပ်ကိုရမ်းပြန်တွေ့ချင်တာကြောင့်မမေကူမီနဲ့သူ့ခန်းကိုတန်ရှင်းစားလုပ်ပါတော့တယ်ပထမဆုံးအနေနဲ့ကျမ်းမီမောကဝေစားတွေကိုခောက်ပြီးဗီဒီယိုတွေကိုတိတိကျကျထည့်လိုက်တယ်ပြီးတော့ရုပ်တွေကိုရုပ်ချင်းတွေကိုစနစ်တကျထည့်လိုက်ပြီးစာအုပ်တွေကိုလည်းစာအုပ်စင်ပေါ်မှာတေချာအစင်လိုက်စီလိုက်ပါပြီအခန်းကိုတန်ရှင်းလုပ်ရင်းနဲ့သူရင်ကပျောက်ဆုံးနေတယ်လို့ထင်ခဲ့တဲ့ရောင်စုံခဲတံဘူးလေးတော်ချိတ်ထဲပြက်လေးတွေကိုပြန်တွေ့ခဲ့ပါတယ်အခန်းကလည်းတပြေးပြေးတန်ရှင်းလာတာနဲ့အမျှကဲကဲစိတ်ထဲမှာလည်းပျော်ရွှင်မှုကိုခံစားလာရပါတယ်ကဲကဲစိတ်တွေလည်းကြည်လင်လာပါတယ်နောက်ဆုံးမှာတော့ဂရင်အောက်မှာဖုံးလေးလိမ့်လိမ့်ပင်နေတဲ့ကဲကဲရဲ့ပန်းရောင်ရုပ်ရုပ်ကလေးကိုပြန်တွေ့ပါပြီကဲကဲရမ်းပျော်သွားပြီးရုပ်ရုပ်ကလေးကိုရင်ခွေမှာပိုက်ထားလိုက်သည်အဲ့ဒီနေ့ကစပြီးကဲကဲတယောက်အခန်းကိုတန်ရှင်းတက်ရက်စွာထားခြင်းဖြင့်ကိုယ်ပိုင်ပစ္စည်းတွေကိုတန်ဖိုးထားတတ်လာပြီးစိတ်ကိုလည်းလန်းဆန်းစေတယ်ဒါကိုနားလည်သွားတဲ့ကဲကဲလည်းသူ့အခန်းကိုအမြဲတန်ရှင်းတက်ရက်စွာထားပြီးတော့သူ့ရုပ်တွေနဲ့ပျော်ရွှင်စွာနေထိုင်ပါတော့သည်ပြီးပါပြီ